1945 ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးရဲ့နောက်မှာတောင်နဲ့မြောက်နိုင်ငံဆိုပြီးတော့ကွဲသွားတဲ့အထဲမှာတောင်ကိုရီးယားနိုင်ငံရဲ့အခြေအနေကတော့တော်တော်လေးကိုဆိုးရွားနေခဲ့တာပါအဲ့လိုရိုင်းနေဖြစ်နေတဲ့အချိန်1950 ခုနှစ်မှာဖြစ်ခဲ့တဲ့တောင်နဲ့မြောက်နိုင်ငံစစ်ပွဲကြောင့်ပဲတောင်ကိုရီးယားနိုင်ငံကဘလို့မှနလန်မထူနိုင်ပဲနဲ့ကမ္ဘာအစင်းရဲဆုံးနိုင်ငံစင်းထဲမှာတော့မသွားခဲ့ပါသေးတယ်ဒါပေမဲ့အခုလက်ရှိကျွန်တော်တို့ကိုယ်တိုင်အသုံးမပြုရင်တော့မှတွင်းနေမြင်နေကြားနေရတဲ့ Samsung တို့ LG တို့ Honai တို့စတဲ့နာမည်ကြီးထုတ်ကုန်တွေကိုအစင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ဘူးတဲ့တောင်ကိုရီးယားနိုင်ငံကထုတ်ခဲ့တာကြီးပါပဲတဘာဝတန်ရန်သာရအရင်မြင့်ရလို့မမေရဘာမှမရှိပဲနဲ့တခြားနိုင်ငံကလူတွေတောင်မှဒီနိုင်ငံကတော့ကွာဘာမှမျှော်လင့်ချက်မရှိတော့ပါဘူးလေဆိုပြီးတော့ကောက်ချက်ချထားရကနေပြီးတော့ဘာလို့အခုလောက်ထိကိုရှမ်းသာသွားရတာလဲ1953 ခုနှစ်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားနှစ်နိုင်ငံတို့ရဲ့စစ်ပွဲပြီးဆုံးသွားချိန်မှာတောင်ကိုရီးယားနိုင်ငံရဲ့အခြေအနေကတော့ရစရာမရှိအောင်တော်တော်လေးဆိုးရွားသွားခဲ့တာပါစီးပွားရေးကလည်းရိုင်းအဆောက်အဦတွေကလည်းပျက်စီးနိုင်ငံရဲ့လူအများစုကလည်းငတ်ဘေးနဲ့ကိုကြုံခဲ့ရပါတယ်လူတယောက်ရှင်းစီရဲ့တစ်နှစ်လောက်အားခါကလည်းအခုလက်ရှိကျွန်တော်တို့အာဖရိကရဲ့အစင်းရဲဆုံးနိုင်ငံရဲ့လူတယောက်ရှင်းလောက်အားခါနဲ့ကိုတွားတူလောက်တဲ့အထီကိုစီးပွားရေးကရိုင်းနေခဲ့တာပါအဲ့ဒီအချိန်တော့မြောက်ကိုရီးယားနိုင်ငံကတော့မှတောင်ကိုရီးယားထက်ကိုလူနေမှုအဆင့်အတန်းစီးပွားရေးအဆဆက်ရာပူတာနေခဲ့ပါတယ်နိုင်ငံရဲ့80%လောက်လူဦးရေကစင်းရဲခေါင်းမမှုပြင်းပြင်းထန်ထန်ခံစားရပါတော့တယ်စံနေရှားပါတာကြောင့်ပဲတောတွေကတစ်ဖူးတစ်မြစ်တွေအပင်တွေကိုရှာဖွေစားတောက်ပြီးတော့ငတ်မှုကိုကြော်ဖြတ်ခဲ့ကြရပါတယ်အဆိုးဆုံးကတော့ဧပြီလကနေပြီးတော့ဂျွန်လကြာပါစံစဘာတွေလုံးဝပြတ်တောက်သွားတာကြောင့်ပဲလူတော်တော်များများဟာတစ်ပင်အခောက်တွေကိုခွာပြီးစားတာမျိုးတွေမြက်ပင်တွေရဲ့အမြစ်တွေကိုတူးပြီးစားတာမျိုးတွေဒီလုပ်ခဲ့ရပါတယ်နိုင်ငံတစ်ခုလုံးဘာဆိုဘာမှမရှိတလောက်ကိုမွဲနေပြီးတော့ဘလို့မျိုးရှေ့ဆက်သွားရမလဲမသိတဲ့အနေအထားမျိုးပါနိုင်ငံအတွင်းမှာဆိုရင်တဘာဝတန်ရန်ဇာတာရဲ့လို့လည်းမရှိတောင်တွေကလည်းပေါ်ဆိုတော့22%လောက်ပဲလယ်မြေစိုက်ပျိုးရေးအတွက်ကိုအဆင်ပြေခဲ့တာပါတောင်နဲ့မြောက်မှာကွဲခဲ့တုန်းကရှိခဲ့တဲ့တဘာဝတန်ရန်ဇာတာရဲ့စက်ရုံတွေကလည်းအကုန်လုံးနှိမမြောက်ကိုရီးယားဖက်ချန်ကိုပါသွားခဲ့တာပါအဖက်ဖက်ကနေပြီးတော့ဘေးကျနံကျအနေအထားဖြစ်နေတဲ့တောင်ကိုရီးယားနိုင်ငံဟာအမေရိကန်နိုင်ငံကပေးတဲ့အထောက်ပံ့နဲ့အသက်ဆက်ဖို့စူးစမ်းခဲ့ရပါတယ်1950ပြည့်လွန်နှစ်တွေမှာဆိုရင်အစိုးရဘတ်ဂျက်ရဲ့80%လောက်နီးပါးကိုနိုင်ငံခြားအထောက်ပံ့နဲ့ပြုလုပ်ခဲ့ရတာပါတကယ်လို့အဲ့လိုအထောက်ပံ့တာမရှိခဲ့ဘူးဆိုရင်တောင်ကိုရီးယားနိုင်ငံကလည်းရပ်တည်ဖို့မဖြစ်နိုင်တော့တဲ့အနေအထားမျိုးပါနိုင်ငံတကာရဲ့လေ့လာသူတွေကလည်းဒီနိုင်ငံကတော့ကွာဘလုံးဝမျှော်လင့်ချက်မရှိတော့ဘူးဆိုပြီးတော့ကောက်ချက်ချခဲ့ကြပါတယ်အဲ့ဒီနောက်မှာ1962ခုနှစ်မှာတော့တောင်ကိုရီးယားနိုင်ငံရဲ့ကံကြမ္မာကိုအကြီးကျယ်ပြောင်းလဲမဲ့ကိစ္စကြီးတစ်ခုဖြစ်လာခဲ့ပါတယ်ပတ်ဂျွန်ဟီလို့ခေါ်တဲ့စစ်ဗိုလ်ချုပ်ကနိုင်ငံကိုအာဏာသိမ်းခဲ့ပါတယ်ပတ်ဂျွန်ဟီကအာဏာရှင်တယောက်ပြီးတိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပါတယ်အထူးသဖြင့်1982ခုနှစ်နောက်ပိုင်းမှာဆိုရင်လွတ်လပ်မှုတွေကိုဖိနှိပ်တာမျိုးတွေနိုင်ငံရေးအတိုက်ခံတွေကိုနှိမ်နင်းတာမျိုးတွေလူအခွင့်အရေးရှိုးပေါက်တာတွေစတာတွေကိုပြုလုပ်ခဲ့ပါတယ်သူ့ကိုစန့်ကျင်ပြီးပြောတဲ့ပြည်သူတွေကိုထောင်ထဲရေးပို့မီဒီယာတွေဆိုလဲထိန်းချုပ်ပြီးတော့သူ့စိတ်ကြိုက်ကိုရှယ်လှယ်ခဲ့ပါတယ်ဒါပေမဲ့ပတ်ဂျွန်ဟီကတောင်ကိုရီးယားနိုင်ငံရှမ်းသာကြွယ်ဝလာအောင်ပြုလုပ်ပေးခဲ့တဲ့ပဲ့ကန်ရှင်အနေနဲ့လည်းရှိနေတယ်လို့အလေးစားခံရဆုံးသူတယောက်အနေနဲ့လည်းရှိနေပါတယ်အဲ့ဒီချိန်တုန်းကသူ့ကိုထောက်ခံတဲ့သူအများပြားလည်းရှိနေခဲ့ပါတယ်ဘာလို့လဲဆိုတော့ပတ်ဂျွန်ဟီမတိုင်ခင်တုန်းကတောင်ကိုရီးယားနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့သူကအားနေတယ်အကျင့်ထက်ရှာစားတယ်ပြီးရင်တိုင်းပြည်အတွက်ထိရောက်မှုမရှိဘူးဆိုတာအကြောင်းပါအဖက်ဖက်ကနေဆင်းရဲဒုက္ခရောက်နေတဲ့တောင်ကိုရီးယားပြည်သူတွေကတော့ဆယ်စုနှစ်တစ်ခုကြာပြီးရတော့မှဘာမှမပြောင်းလဲလာတော့သူတို့ရဲ့ဆင်းရဲဒုက္ခတွေရောအဆုံးသတ်နိုင်မဲ့သူတယောက်ကိုတကယ်ပဲမျှော်လင့်နေတော့မှပတ်ဂျွန်ဟင်းကအာဏာသိမ်းယူခဲ့တာပါသူ့ရဲ့ပန်းနိုင်ကတော့နိုင်ငံစီးပွားရေးကောင်းပြီးတော့ဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတဲ့အရာပါနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုသူဘာပဲပေးဆက်ရလုံးမယ်ဆိုတဲ့ခံယူချက်နဲ့ပဲတောင်ကိုရီးယားနိုင်ငံကိုစတင်ပြောင်းလဲပါတော့တယ်အာဏာသိမ်းပြီးသိမ့်မကြခင်မှာပဲနိုင်ငံစီးပွားရေးကိုစောင့်ကြည့်ကင်တွယ်ဖို့အတွက်ကို Economic Planning Board လို့ခေါ်တဲ့ဖွဲ့စည်းကိုဖွဲ့စည်းခဲ့ပါတယ်ဒီ EPB အဖွဲ့အစည်းအဆိုရင်လည်းနိုင်ငံစီးပွားရေးတိုးတက်ဖို့အတွက်ကိုရေးသားမခုပဲနဲ့အားထုတ်ခဲ့တာရဲ့အကြောင်းပဲနိုင်ငံဖွံ့ဖြိုးရေးအတွက်ကိုအဓိကဖွဲ့စည်းဖြစ်လာခဲ့ပါတယ်ပတ်ကြောင်ကြီးရဲ့ view ဟာအရန်ကောင်းလုံးပါတယ်နီးပညာစီးပွားရေးနားလည်တက်ကျွမ်းတဲ့သူတွေကိုပြန်ခေါ်ပြီးတော့နိုင်ငံတိုးတက်အောင်လုပ်ဖို့စီးရုံးတာပါဘယ်လိုမျိုးလဲဆိုတော့တောင်ကိုရီးယားနိုင်ငံကအခြေအနေမကောင်းတာကြောင့်ရင်အလောက်ကန်ခွင့်လည်းမရှိတာအကြောင်းပဲနိုင်ငံခြားထွက်ပြီးတော့ပညာသင်အနိုင်ငံတွေမှာပဲအလုပ်လုပ်နေတဲ့သူတွေစည်ရင်းပြုစုပြီးတော့ပြန်ခေါ်တာပါပြန်လာကြအောင်လို့ဘလို့မလုံးတွေပေးလဲဆိုတော့သူတို့လုပ်နေတဲ့အလုပ်တွေထက်ကိုလာတာမနှဲတာတွေနေဖို့အိမ်ကောင်းကောင်းစီစဉ်ပေးတာတွေစားတဲ့အခွင့်အရေးတွေနဲ့ကန်လန်းတာမျိုးပါသူတို့တွေကိုလုပ်ပိုင်ခွင့်ပေးပြီးတော့နိုင်ငံစီးပွားရေးပြန်ပြီးနလန်ထူလာဖို့အတွက်ကိုဘလို့လုပ်မလဲဆိုပြီးအဖြေရှာဖို့အတွက် Korea Central Intelligence Agency ကိုလည်းထောင်ခဲ့ပါသေးတယ်ဒီအဖွဲ့အစည်းကတော့ပတ်ဂျွန်ဟီရဲ့အာဏာတည်တံ့ရေးနဲ့သူတို့တွေကိုစက်ကျင်တဲ့သူအကုန်လုံးမျက်စိတောက်တောက်ကြည့်ရဲ့အဖွဲ့အစည်းပါဒါပေမဲ့မတရားနည်းလမ်းနဲ့ရယူထားတဲ့အာဏာကိုအရတားအစိုးရစီအာဏာလွှဲဖို့အမေရိကန်ရဲ့ဖိအားပေးမှုတွေကြောင့်ပဲ Democratic Republican Party ကိုထူထောင်ခဲ့ပြီးတော့အဲ့ဒီပါတီကိုအားကိုးပြီးတော့ပတ်ဂျွန်ဟီယာဆိုရင်စစ်ဗိုလ်ချုပ်ရာထူးကနေရွေးကောက်ပွဲကနေတရားဝင်ရွေးချယ်ထားတဲ့သမ္မတအဖြစ်ကိုရွေးချယ်တင်မြှောက်ခဲ့ပါတယ်ဒါကလည်းသူတို့ကိုထောက်ပံ့ပေးရဲ့အမေရိကန်နိုင်ငံရဲ့ဖိအားကြောင့်ပါ1960ခုနှစ်အစောပိုင်းတွေမှာတောင်ကိုရီးယားနိုင်ငံအကြီးဆုံးအခက်အခဲနဲ့ရင်ဆိုင်နေရပါပြီ
နိုင်ငံဆက်ပြီးရပ်တည်နိုင်မှုတိုးတက်ဖို့အတွက်ကိုကုန်ပစ္စည်းတင်သွင်းမှုလိုအပ်လာခဲ့ပါတယ်နိုင်ငံစီးပွားရေးပြန်ပြီးနလန်ထူလာအောင်လှုပ်ရှင်ခဲ့ပေမဲ့တဘာဝတန်ရန်စာဘာမှမရှိတဲ့နိုင်ငံတနိုင်ငံအဖို့ကတော့ပြည်ပသွင်းကုန်တွေပဲအဓိကထားအားကိုးရမှာပါအဲ့ဒီအချိန်မှာပဲပတ်ကြုံဟီဟာအတော့ကိုပြတ်သားပြီးတော့အငင်းပွားခြင်းစရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့တောင်ကိုရီးယားနိုင်ငံကပြည်ပပစ္စည်းတွေတင်သွင်းမှုအထက်ကိုပြည်တွင်းပစ္စည်းတွေကိုပြည်ပကိုတင်သွင်းရောင်းချမယ်ဆိုတဲ့ဆုံးဖြတ်ချက်မှာကိုရီးယားပြည်သူတွေအတွက်ပဲပစ္စည်းထုတ်လုပ်တာမျိုးမဟုတ်တော့ဘဲနဲ့ကမ္ဘာဈေးကွက်တစ်ခုလုံးရည်ရွယ်ပြီးတော့ထုတ်လုပ်လာတာပါဒီမတိုင်ခင်ကတခြားမူဝါဒတစ်ခုရှိခဲ့ပါသေးတယ်ပြည်ပသွင်းကုန်တွေကိုအားမကိုပဲနဲ့ကိုယ့်ဘာသာကိုယ်ပဲအစားထိုးထုတ်လုပ်တဲ့စနစ်ပါဒါပေမဲ့ထုတ်ကုန်တွေရဲ့အရေးအသွေးညံပြင်းတာကြောင့်ပဲဒီစနစ်ကလုံးမဖြစ်ခဲ့ပါဘူးအဲ့ဒါကြောင့်ပဲပြည်တွင်းပစ္စည်းကိုအရေးအသွေးမြောင်လုပ်ပြီးတော့အဓိကထားရောင်းချဖို့တော့ဆုံးဖြတ်ခဲ့တာမျိုးပါ1962ခုနှစ်မှာတောင်ကိုရီးယားနိုင်ငံရဲ့စုစုပေါင်းပြည်ပကိုတင်သွင်းတဲ့ပို့ကုန်တန်ဖိုးဟာအမေရိကန်ဒေါ်လာ55တန်ဝန်းကျင်ရှိခဲ့ပါတယ်1990ခုနှစ်နောက်ပိုင်းတွေမှာတော့နိုင်ငံရဲ့ပို့ကုန်တန်ဖိုးဟာအမေရိကန်ဒေါ်လာ125ဘီလီယံအထိကိုရှိလာခဲ့တာပါ1960ခုနှစ်နဲ့ရှင်းလိုက်မယ်ဆိုရင်အစပေါင်း2000ကျော်တိုးတက်လာခဲ့တာပါဒါပေမဲ့ဘာမှမရှိတဲ့နိုင်ငံတနိုင်ငံကဘာတွေများရောင်းလိုက်လို့နှစ်ပေါင်း30အတွင်းမှာဒီလောက်ထိကိုကြီးပွားလာခဲ့တာလဲတောင်ကိုရီးယားနိုင်ငံရဲ့ပထမဦးဆုံးတင်ပို့တဲ့ပို့ကုန်ပစ္စည်းတွေကတကယ်ကိုရိုးရှင်းပါတယ်1960ခုနှစ်နောက်ပိုင်းစီးပွားရေးပြောင်းလဲဖို့ကြိုးစားတဲ့အချိန်မှာပထမဦးဆုံးတင်ပို့တဲ့ပို့ကုန်ကစပင်အတုပါတောင်ကိုရီးယားမျိုးသမီးအများစုဟာဆိုရင်စာဝတ်နေဖြည့်ရှင်မှုအတွက်ကိုစပင်တွေကိုဖျက်ရောင်းတာတွေတခြားစီချန်စာစတဲ့ကုန်ပစ္စည်းတွေနဲ့လဲလှယ်ခဲ့ကြပါတယ်ဒီစပင်တုတင်ပို့တာကလည်းတကယ်ကိုအလုပ်ဖြစ်ခဲ့ပါတယ်ဒီစပင်တုရောင်းလို့ရတဲ့အမြတ်ငွေနဲ့ပဲတစ်စင်းပုံဖြစ်ပြီးတော့အဝယ်စားနဲ့ဖက်နှက်တွေထုတ်လုပ်တဲ့ဖက်ကိုရှည်လန်းခဲ့ပါတယ်ဒီလုပ်ငန်းတွေကလူဝင်အားအများကြီးသုံးရတယ်ဆိုမဲ့ခင်မိတဲ့စက်ပစ္စည်းတွေနည်းပညာတွေတိတ်မလို့တော့အခုမှစတင်တဲ့နိုင်ငံတနိုင်ငံဖို့တော်တော်လေးကိုအဆင်ပြေခဲ့ပါတယ်သူတို့ရဲ့အင်ဂျီတွေဘာဝီတွေဖက်နှက်တွေကကမ္ဘာဈေးကွက်မှာနေရာယူလာနိုင်ခဲ့ပါတယ်စီးပွားရေးအဆင်ပြေလာတဲ့ဆိုမဲ့တစ်ဖက်မှာလည်းအလုံသမားတွေအတွက်ကိုအစိုးရပေးတဲ့လစာအင်မတန်ကိုနည်းလွန်းလာပါတယ်တောင်ကိုရီးယားပြည်သူတွေကတရက်ကို12နာရီကနေပြီးတော့15နာရီလောက်ထိကိုပင်ပင်မမအလုပ်လုပ်ခဲ့ကြရပေမဲ့လစာကတော့စားဝတ်နေရေးကိုတော့နိုင်ပါဒါပေမဲ့အခုလိုတွေရုန်းကန်ခဲ့ကြတာပဲတောင်ကိုရီးယားရဲ့အနာဂတ်ကိုပိုမိုကောင်းလာစေခဲ့တာပါပတ်ကြုံကြီးကတော့ဒီလောက်နဲ့အားမရခဲ့ပါဘူးသူတို့အစိုးရဟာရှိသမျှရသမျှအင်အားတွေကိုသုံးပြီးတော့ပို့ကုန်လုပ်ငန်းကိုပို့ပြီးတော့တွန်းတိုက်လှုပ်ဆောင်ခဲ့ကြပါတယ်ပို့ကုန်လုပ်တဲ့ကုမ္ပဏီတွေကိုလည်းအထူးခွင့်ရပေးခဲ့ပါတယ်အတိုးနှုန်းနဲ့ရှင်းငွေထုတ်ပေးတာတွေအခွန်လျှော့ပေါ်တာတွေနိုင်ငံခြားငွေကိုအလွယ်တကူထုတ်ပေးတာတွေစတဲ့အခွင့်အရေးပေးခဲ့ပါတယ်အထူးအခွင့်အရေးပေးထားတဲ့အညီပဲအဲ့ဒီကုမ္ပဏီတွေကို target တွေသတ်မှတ်ပေးထားပါတယ်အဲ့ဒီ target တွေကိုပြည့်ရင်စုချတာတွေဒါမှမဟုတ်မပြည့်လို့ရှိရင်တင်းတင်းကြပ်ကြပ်အရေးယူတာတွေသူပေးထားတဲ့အခွင့်အရေးတွေကိုအကုန်ပြန်ရုပ်သိမ်းတာတွေလုပ်ပါတယ်ဆိုတော့အဲ့ဒီခေတ်အခါဘယ်ကုမ္ပဏီရဲ့အင်အားကြီးခဲ့လဲအရင်ဆုံး share ဘိုးလို့ခေါ်တဲ့ group ကိုအရင်ဆုံးသိထားဖို့လိုပါတယ်ဒီ share ဘိုးကဆိုရင်မိသားစုတစ်ခုတည်းကနေထိန်းချုပ်ထားတဲ့ကုမ္ပဏီအုပ်စုကိုပြောတာပါဥပမာ Samsung ဆိုပါစို့ဒီ Samsung share ဘိုး group ထဲမှာဆိုရင် Samsung ရဲ့ကုမ္ပဏီတွေဖြစ်တဲ့ electronic ကုမ္ပဏီတို့စောက်လုပ်ရေးကုမ္ပဏီတို့အာမခံကုမ္ပဏီတို့သင်္ဘောဆောက်တဲ့ကုမ္ပဏီတို့ပါဝင်တဲ့ group ဖြစ်ပါတယ်ဒီလို Samsung ရဲ့လုပ်ငန်းများစွာတွေကိုပေါင်းထားတဲ့ group ကို share ဘိုးလို့ခေါ်တာပါဒီ Samsung ရဲ့ share ဘိုးကိုလီမီသားစုတစ်ခုတည်းကနေထိန်းချုပ်ထားတာပါတောင်ကိုရီးယားနိုင်ငံမှာတခြား share ဘိုးတွေလည်းရှိပါသေးတယ်Hyundai, LG, SK Group, Lotte စတာတွေပါဒီ group တွေကကုမ္ပဏီကြီးတက်မဟုတ်ပါဘူးဒီ share ဘိုး group တွေကဆိုရင်တောင်ကိုရီးယားနိုင်ငံရဲ့အသက်သွေးကြောလို့ပြောရင်တော့မမှားနိုင်ပါဘူးတောင်ကိုရီးယားအခုလိုရှမ်းသာလာတာကလည်းဒီ share ဘိုးတွေကအဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့ကြလို့ပါပဲ Samsung ဆိုရင်လည်းဖုန်းတစ်ခုတည်းလောက်တာမျိုးမဟုတ်ဘဲနဲ့သင်္ဘောဆောက်တာတွေအထက်မြင့်အဆောက်အဦတွေဆောက်တာတွေအာမခံကုမ္ပဏီလောက်တာတွေစားတာတွေလုပ်ပါတယ်Hyundai ဆိုရင်လည်းကားထုတ်လုပ်တယ်လို့ပဲသင်္ဘောလဲဆောက်ပါတယ်အထက်မြင့်အဆောက်အဦတွေဟိုတယ်လုပ်ငန်းတွေစားတာတွေလည်းလုပ်ပါသေးတယ်ဒီ group တွေကပတ်ကြိုဟင်းအာနာမသိငင်ကလေးကနေတောင်ကိုရီးယားမိသားစုအဆက်လက်ဆင့်ကမ်းပြီးရှိလာခဲ့ကြတဲ့ group တွေပါဒါပေမဲ့ပတ်ကြိုဟင်းရဲ့မောင်းနေမှုကြောင့်ပဲပိုအားကောင်းတဲ့ထက်အားကောင်းလာခဲ့ပြီးတော့စက်မှုစီးပွားရေးအများစုကိုဖုံးလွှမ်းထားတဲ့ကုမ္ပဏီအုပ်စုတွေဖြစ်လာခဲ့ကြတာပါတောင်ကိုရီးယားနိုင်ငံရဲ့ဈေးကွက်ဆိုရင်ပြည်ပဈေးကွက်တွေနဲ့ရှင်နိုင်မှုအရင်းမြစ်ကောင်းကောင်းရှိတဲ့ကုမ္ပဏီအကြီးကြီးတွေလိုအပ်ပါတယ်အဲ့ဒါကြောင့်ပဲကုမ္ပဏီအကြီးတချို့ကိုရွေးချယ်ပြီးတော့အပြင်းထန်ထောက်ပံ့ပေးခဲ့တာပါအခွန်လျှော့ပေါ်တာတွေနိုင်ငံခြားကုမ္ပဏီတွေနဲ့မပြိုင်ရအောင်လုပ်ပေးတာတွေကုန်ထုတ်လုပ်ဖို့လိုအပ်တဲ့နိုင်ငံခြားပစ္စည်းတွေကိုအလွယ်တကူရအောင်လုပ်ပေးတာတွေကိုအစိုးရကဆောင်ရွက်ပေးပါတယ်ငါတို့အစိုးရကတော့မင်းတို့ပေါ်မှာပဲလောင်ကြီးပုံထပ်ထားရဲဆိုတဲ့ပုံစံမျိုးနဲ့ထောက်ပံ့တာရောဖိအားပေးတာရောနှစ်ခုလုံးလုပ်ခဲ့ပါတယ်အစိုးရရဲ့ target မပြည့်လို့ရှိရင်ဖယ်ရှားခံရမှာကြောက်တဲ့ဒီ share ဘိုး group အုပ်စုတွေကလည်းနီးလန်းမျိုးမျိုးနဲ့လောက်ကိုက်ခဲ့ကြပါတယ်အခုချိန်မှာတော့ Samsung, SK, Hyundai နဲ့ LG ဒီ share ဘိုးထိပ်ဆုံးလေးခုကတောင်ကိုရီးယားနိုင်ငံရဲ့စီးပွားရေးရဲ့40%ကိုထိန်းချုပ်ထားပါတယ် Samsung တစ်ခုတည်းကနေပြီးတော့နိုင်ငံ GDP ရဲ့20%ကိုထိန်းချုပ်ထားပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်အမေရိကရဲ့ Amazon နဲ့ Apple တို့လိုကုမ္ပဏီကြီးတွေကတော့မှနိုင်ငံ GDP ရဲ့2%ဒါမှမဟုတ်3%လောက်ပဲရှိရပါSamsung က20%ဆိုတော့မိသားစုတစုတည်းကနေပြီးတော့ထိန်းချုပ်ထားတဲ့ဒီ share ဘိုး group ရဲ့စီးပွားရေးတောက်တင်းပုံကတော့ကြောက်မခန်းလိလိပါပဲSamsung ကအခုချိန်မှာဆိုရင် smartphone တို့ TV တို့ electronic စတာတွေနဲ့လူသိများပေမဲ့အရင်တုန်းကဆိုရင်ဒါတွေနဲ့စတင်ခဲ့တာမဟုတ်ပါဘူး
ခောက်ဆွဲငချောက်စတဲ့စားတောက်ကုန်တွေနဲ့စခဲ့တာပါအဲ့ဒီနောက်1950ခုနှစ်ကနေစပြီးတော့အထည်လိပ်လုပ်ငန်းတွေစတင်လုပ်ကိုင်ခဲ့ပါတယ်ပက်ကျွန်းဟင်းအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ Samsung ရဲ့လုပ်ငန်းတွေကြီးထွားလာခဲ့ပြီးတော့ပိုကြီးတဲ့လုပ်ငန်းတွေဖြစ်တဲ့ Electronic သင်္ဘောဆောက်တာအာမခံလုပ်ငန်းစတီးလုပ်ငန်းစတာတွေဘက်ကိုလှမ်းလာခဲ့ပါတယ်1980 1990ခုနှစ်တင်မှာစီမီကွန်နန်ဒါဘက်ကိုရှေ့လန်းစားခဲ့ပါတယ်စီမီကွန်နန်ဒါဆိုတာကွန်ပျူတာတို့ဖုန်းတို့ TV တို့ရဲ့အတွင်းပိုင်းထဲမှာသုံးထားတဲ့ memory ရှစ်ကိုပြောတာပါအဲ့ဒါနေစပြီးတော့အခုလို Samsung ဖုန်းဆိုတာဖြစ်လာခဲ့တာပါSherbo Group တွေကဆိုရင်နိုင်ငံစီးပွားရေးအတွက်ကိုအရေးပါတယ်ဆိုပေမဲ့အကျင့်ပြတ်ရှာစားတာတွေအများကြီးပါပြီးရင်နိုင်ငံရေးအပေါ်မှာလည်းအတော်ကြီးကိုလွှမ်းမိုးမှုရှိခဲ့တာပါတခါတလေ Sherbo ရဲ့မိသားစုတွေကဥပဒေရှိုးဖောက်ရင်တော့မှလွတ်မြောက်သွားတာမျိုးရှိပါတယ်Samsung, Hyundai, SK Group နဲ့တခြား Sherbo Group ရဲ့ခေါင်းဆောင်တွေကဆိုရင်လက်ပေးလက်ယူတာတွေကုမ္ပဏီပတ်စံကိုတုံးပစ်တာတွေအခွန်ရှောင်တာတွေစားတာတွေနဲ့ပြစ်မှုရှိတဲ့သူတွေပါဒါပေမဲ့အများစုကဆိုရင်ဘာပြစ်ဒဏ်မှမကြဘဲနဲ့အေးစစ်စစ်လွတ်သွားတဲ့သူတွေများပါတယ်ဒီ Sherbo Group တွေကဆိုရင်မကောင်းတာတွေအများကြီးလုပ်ခဲ့ပေမဲ့နိုင်ငံစီးပွားရေးတိုးတက်ဖို့အတွက်ကိုအထောက်အကူပြုခဲ့ကြပါတယ်ဒီ group တွေကတောင်ကိုရီးယားနိုင်ငံကိုပို့ကုန်ပစ္စည်းတင်ပို့နိုင်စွမ်းအားရှိတဲ့နိုင်ငံတစ်ခုအဖြစ်ကိုဖွံ့ဖြိုးစေခဲ့ပြီးတော့တောင်ကိုရီးယားပြည်သူတွေအတွက်ကိုလည်းအလုပ်ကိုင်တန်းပေါင်းများစွာဖန်တီးပေးခဲ့ကြပါတယ်အရင်ကစပင်တူရောင်းခဲ့တဲ့နိုင်ငံဟာအခုဆိုရင်ကမ္ဘာပေါ်မှာနည်းပညာမြင့်တဲ့ပစ္စည်းတွေကိုထုတ်လုပ်နိုင်တဲ့နိုင်ငံဖြစ်နေပါပြီအခုလိုနိုင်ငံတစ်ခုဖြစ်လာဖို့အတွက်ကိုတခြားအရန်အရေးကြီးတဲ့အရာတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါတော့တောင်ကိုရီးယားနိုင်ငံပညာရေးစနစ်ပါတောင်ကိုရီးယားနိုင်ငံကကမ္ဘာပေါ်မှာတခြားနိုင်ငံအများစုနဲ့မတူဘဲနဲ့သူတို့ရဲ့လူတွေကိုတမှုထူးခြားတဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့ကြပါတယ်အဲ့ဒါကတော့လူအရင်းမြစ်တိဆောက်ခြင်းပါရှင်းရှင်းပြောရမယ်ဆိုရင်စကေးတွေဗဟုသုတတွေအသစ်ဇန်တီချွန်ဖန်တီးနိုင်အောင်တွေးခေါ်နိုင်စွမ်းရှိအောင်လုပ်တာပါစစ်ပွဲပြီးလို့1953ခုနှစ်ကနေစပြီးတော့တောင်ကိုရီးယားနိုင်ငံပညာရေးကိုနိုင်ငံရဲ့အရေးကြီးဆုံးအရာဖြစ်သတ်မှတ်ခဲ့ပါတယ်ပြီးတော့စာမဖတ်တတ်တဲ့သူမရေးတတ်တဲ့သူမရှိစရာဆိုတဲ့အရာကိုလည်းဆောင်ရွက်ခဲ့ပါတယ်စာမရေးတတ်မဖတ်တတ်တဲ့လူကြီးတွေအတွက်ကိုစာရေးစာဖတ်သင်ကြားရေးလှုပ်ရှားမှုတွေကိုကြဲကြဲပြန့်ပြန့်ဆောင်ရွက်ခဲ့ကြပါတယ်စစ်ပွဲကြောင့်ပျက်စီးသွားတဲ့စာတင်ကျောင်းတွေအတွက်အစိုးရစာတင်ကျောင်းကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်အောင်ဆောင်ရွက်ခဲ့ပါတယ်တချို့ကျောင်းတွေဆိုရင်စွန့်ပစ်ထားတဲ့စက်ရုံတွေယထာတွဲတွေကိုကျောင်းတွေနဲ့အစားထိုးဖွင့်လှစ်ခဲ့ပါတယ်စစ်ပွဲပြီးတော့ဆရာမအင်အားနည်းသွားခဲ့တဲ့အတွက်ကိုစစ်မှုထမ်းခဲ့တဲ့ပညာတတ်ကျောင်းသားတွေတက္ကသိုလ်ကျောင်းသားတွေရွာမှာရှိတဲ့ပညာတတ်တွေစေတနာဝန်ထမ်းတွေကအစားထိုးသင်ကြားပေးခဲ့ကြပါတယ်ဒါကိုကြည့်ရှင်းအဖြစ်ဆိုရင်တောင်ကိုရီးယားနိုင်ငံကပညာရေးဟာနိုင်ငံတကာနိုင်ငံကြီးပွားဖို့အတွက်ကိုဘယ်လောက်တောင်အရေးပါတယ်ဆိုတာကောင်းကောင်းနားလည်ပါတယ်1945ခုနှစ်ကနေ1960ခုနှစ်ထိနှစ်ပေါင်း15နှစ်အတွင်းမှာပဲမူလတန်းကျောင်းတက်ရောက်သူအရေအတွက်3ဆအလယ်တန်းကျောင်းသား8ဆအထက်တန်းကျောင်းနဲ့တက္ကသိုလ်ကျောင်းသား10ဆအထိကိုအရေအတွက်မြင့်တက်လာခဲ့ပါတယ်တောင်ကိုရီးယားနိုင်ငံရဲ့မိဘတွေကိုယ်တိုင်ကလည်းသားသမီးတွေပညာရေးအတွက်ကိုအိမ်၌အားတိုင်းနဲ့မရှိတာနဲ့ပတ်မုန်းခဲ့ကြတာပါအဲ့ဒီအချိန်တုန်းကဆိုရင်တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကျောင်းထွက်နှုန်းကတိတိတတ်တာများနေခဲ့ပေမဲ့တောင်ကိုရီးယားနိုင်ငံကတော့ထူးထူးခြားခြားပဲကျောင်းထွက်နှုန်းနည်းတဲ့နိုင်ငံတစ်ခုဖြစ်ကိုရပ်တည်ခဲ့ပါတယ်စာတက်မြောက်မှုနှုန်းကလည်း1945ခုနှစ်မှာ22%လောက်ပဲရှိပေမဲ့1980ခုနှစ်ရောက်တဲ့အခါမှာတော့90%နီးပါးလောက်ကိုဖြစ်လာခဲ့ပါတယ်အစိုးရကိုယ်တိုင်ကလည်းနည်းပညာကျောင်းတွေတက္ကသိုလ်တွေစတဲ့နေရာတွေမှာကျွမ်းကျင်လုပ်သားတွေသိပ္ပံပညာရှင်တွေအင်ဂျင်နီယာတွေစတဲ့ပညာရှင်တွေပေါ်ထွက်လာအောင်လို့အကြီးကျယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့ပါတယ်နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေကျောင်းတက်နေတဲ့သူတွေကိုလည်းအထူးခွင့်ရေးပေးပြီးတော့မိခင်နိုင်ငံတိုးတက်အောင်ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကိုအစိုးရအစည်းအရုံးခဲ့ပါတယ်သူတို့တွေကလည်းတောင်ကိုရီးယားနိုင်ငံအခုလိုရှမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက်ကိုကြော်ရွံ့မှန်နိုင်နေဖြစ်ခဲ့ပါတယ်နောက်တစ်ခုကရှေးခေတ်ကိုရီးယားလူဖွဲ့စည်းမှာလူဒန်းစားခွဲခြားဆက်ဆံတဲ့စနစ်တစ်ခုရှိခဲ့ပါတယ်ဒါပေမဲ့ပညာရေးကပဲလူတစ်ယောက်နဲ့တစ်ယောက်ခွဲခြားဆက်ဆံတာကိုချိန်ညှိပေးတဲ့အကြီးမားဆုံးအရာတစ်ခုဖြစ်ခဲ့ပါတယ်ကွန်ပျူတာဝါဒတက်ရောက်မှုခံထားရတဲ့တောင်ကိုရီးယားနိုင်ငံအဖို့ပညာရေးကတာလျင်အောင်မြင်မှုရဲ့တစ်ခုတည်းသောတကားဆိုပြီးတော့သတ်မှတ်ထားတဲ့နိုင်ငံပါအခုအချိန်ကြီးကိုတောင်ကိုရီးယားနိုင်ငံရဲ့ကျောင်းသားတွေဟာတခြားသူတွေထပ်ပို့ပြီးတော့စ조사လေးလာကြတဲ့သူတွေဖြစ်သိကြပါတယ်ပညာတတ်အလုပ်သမားမရှိဘဲနဲ့ခေတ်သစ်စီးပွားရေးကိုမတည်ဆောက်နိုင်ဘူးအစစ်မြစ်စက်ပစ္စည်းတွေနည်းပညာတွေကိုမဖန်တီးနိုင်ဘူးတခြားတိုးတက်နေတဲ့နိုင်ငံတွေနဲ့လည်းရှင်းနိုင်မှာမဟုတ်ဘူးဆိုတာသိရဲ့အစိုးရဟာတခြားအရာတွေမှာရင်းနှီးမြှုပ်နှံတယ်လို့ပဲပညာရေးအပေါ်မှာလည်းအကြီးကျယ်မြှုပ်နှံခဲ့ပါတယ်ပညာရေးကောင်းလာလို့ရှိရင်လုပ်သားကောင်းတွေများလာမယ်လုပ်သားကောင်းတွေများလာရင်ရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်မယ်ရင်းနှီးမြှုပ်နှံမှုတွေများလာလို့ရှိရင်အလုပ်ကိုင်ခွင့်လန်းတွေများလာမယ်အလုပ်ကိုင်ခွင့်လန်းတွေများလာလို့ရှိရင်ဝင်ငွေခွန်တွေတိုးတက်လာမယ်အဲ့ဒီဝင်ငွေတွေကတချို့ပညာရေးထဲကိုထည့်သွင်းလိုက်လို့ရှိရင်ပညာရေးကလည်းအားကောင်းတစ်ထက်ကိုအားကောင်းလာမယ်ဆိုတော့တစ်ခုနဲ့တစ်ခုအပြန်အလှန်ချိတ်ဆက်နေကြတာကိုတောင်ကိုရီးယားနိုင်ငံကောင်းကောင်းနားလည်ပါတယ်ပတ်ကျွန်းကြီးကိုအစိုးရဖွဲ့ရဆိုရင်နိုင်ငံပြန်ပြီးတော့ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ကို9နှစ်တာစီးပွားရေးစီမံကိန်းကိုရေးဆွဲခဲ့ကြပါတယ်ဒီစီမံကိန်းထဲမှာဆိုရင်စွမ်းရည်ရရှိဖို့နဲ့အခြေခံစားဝတ်နေစက်မှုလုပ်ငန်းအဆင့်မြင့်တင်တာနဲ့လမ်းမဆက်သွယ်ရေးရဲ့ပိုကြီးတဲ့စက်မှုလုပ်ငန်းဓာတုဗေဒလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိကျတဲ့ရည်မှန်းချက်တွေပါတဲ့အသေးစိတ်စီမံကိန်းပါစီမံကိန်းရဲ့ပထမဦးဆုံးလှုပ်ဆောင်ချက်ကတော့ကမ္ဘာအစင်းရဲဆုံးစည်ရင်းဝင်နေတဲ့နိုင်ငံဖြစ်တဲ့အလျောက်ကိုအခြေခံကနေစရပါတယ်အခြေခံလမ်းမဆက်သွယ်ရေးကောင်းမွန်အောင်လို့လျှက်စစ်မီရရှိအောင်
အဲ့အနေတဆင့်အခြေခံပို့ကုန်လေးပို့ဆောင်နိုင်အောင်ဆောင်ရွက်ခဲ့ကြပါတယ်ဒုတိယလှုပ်ဆောင်ချက်ကတော့အခြေခံစက်မှုလုပ်ငန်းတွေကိုတန်မဏိတို့ဓာတုဗေဒတို့စက်ယန္တရားတွေထုတ်တဲ့စက်မှုလုပ်ငန်းအဖြစ်ကိုမြင့်တင်တာတွေပို့ကုန်လုပ်ငန်းတွေကိုတိုးချဲ့တာတွေအခြေခံလမ်းမဆက်သွယ်ရေးကနေပြီးတော့အမြန်လမ်းတွေဖောက်တာရေးအထိကိုဆောင်ရွက်ခဲ့ကြပါတယ်တတိယမြောက်9နှစ်တာစီမံကိန်းကတော့တောင်ကိုရီးယားရဲ့အကြီးမားဆုံးစီးပွားရေးအလဲပြောင်းလို့ပြောလို့ရပါတယ်အခြေခံစက်မှုလုပ်ငန်းတွေကိုအကြီးစားစက်မှုလုပ်ငန်းတွေအနေနဲ့ပြောင်းလဲဆောင်ရွက်ခဲ့ကြပါတယ်တန်မဏိတင်မော့တီဆောက်တာစက်ရုံသုံးပစ္စည်းတွေကိုကိုယ်တိုင်ထုတ်တာဒီနှစ်ကအသုံးပြုနေတဲ့ Samsung တို့ LG တို့ရဲ့အခြေခံ electronic တွေကိုစတင်ထုတ်လုပ်တာပါအစိုးရဟာအရေးပါတဲ့ကဏ္ဍတွေကိုရွေးချယ်ပြီးတော့အဲ့ဒီနေရာတွေမှာအရင်းမြစ်တွေကိုပုံအောင်သုံးဆွဲပါတယ်ကုမ္ပဏီတွေအနေနဲ့လျှက်စစ်မီသယ်ယူပို့ဆောင်ရေးကွန်ရက်တွေလိုမျိုးအခြေခံအဆောက်အုံတွေကိုအလွယ်တကူသုံးဆွဲနိုင်အောင်လို့ဆိုပြီးတော့အထူးစက်မှုဆောင်တွေကိုတည်ဆောက်ပေးပါတယ်ဒါကလည်းပတ်ကျွန်းဟီနဲ့သူ့ရဲ့အကြံပေးတွေဟာတခြားဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေဘလို့လောက်ကြတယ်လဲဆိုတော့တေချာလေးလာပြီးမှလောက်ကြတာပါအထူးသဖြင့်ဂျပန်နိုင်ငံကိုအနိကလေးလာခဲ့ကြတာပါဂျပန်နိုင်ငံကဆိုရင်ဒုတိယကမ္ဘာစစ်အပြီးမှာပြန်လည်ထူထောင်ရေးမှာစီးပွားရေးအလျင်အမြန်တိုးတက်အောင်လို့ဆိုပြီးတော့ကီဘက်စုဆိုတဲ့စီးပွားရေးစနစ်ကိုအသုံးပြုခဲ့ကြပါတယ်သမ္မတပတ်ကျွန်းဟီကလည်းဒီနီးလျံကိုအတူယူပြီးတော့တောင်ကိုရီးယားရဲ့စီးပွားရေးပုံစံအသစ်ဖြစ်တဲ့ရှယ်ဘိုးစနစ်ကိုတည်ဆောက်ခဲ့တာပါပတ်ကျွန်းဟီအစိုးရဖွဲ့ရဆိုရင်စီမံကိန်းရေးဆွဲတာတစ်ခုတည်းကိုလုပ်တာမဟုတ်ပဲနဲ့သမ္မတကိုယ်တိုင်တွားရောက်စစ်ဆေးတာအစည်းအဝေးခေါ်တာကုမ္ပဏီတွေဟာအစိုးရသတ်မှတ်ပေးထားတဲ့ target မပြည့်လို့ရှိရင်ချက်ချင်းရဆိုင်ဖြစ်တာမျိုးတွေလုပ်ပြီးတော့တခြားပို့အလုပ်ဖြစ်တဲ့ကုမ္ပဏီအပေါ်ပိုထောက်ပံ့ပေးပါတယ်အခုလိုလုပ်တာတချို့အောင်မြင်မှုကိုအားပေးတာဆိုပြီးခေါ်ကြပါတယ်ဒါကတကယ်တမ်းမှာရက်ဆက်ပြတ်သားလုံးနဲ့ထင်ရပေမဲ့အလုပ်ဖြစ်ပါတယ်နိုင်ငံအများစုရဲ့ GDP ကတစ်နှစ်ကို200%ကနေ300%လောက်ပဲရှိနေတဲ့အချိန်မှာတောင်ကိုရီးယားနိုင်ငံရဲ့ GDP ကတော့10စုနှစ်3ခုနီးပါးကြာအောင်တစ်နှစ်ကိုပြန်ည900%ကနေ10%ကြားမှရှိခဲ့ပြီးတော့တကယ်ကိုအမကန်ဖြစ်ခဲ့ပါတယ်1960ပြည့်လွန်နှစ်တွေတုန်းကစပင်တူတွေအထည်အလိမ့်နဲ့ဖနက်တွေလိုမျိုးအခြေခံလူအင်အား300တဲ့လုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့တယ်ဒီလုပ်ငန်းတွေကပဲနိုင်ငံခြားဝင်ငွေရှာပေးခဲ့တယ်1980ပြည့်လွန်နှစ်တွေမှာတော့ပို့ပြီးတော့တန်ဖိုးမြင့်တဲ့ထုတ်ကုန်တွေစီကိုတက်လန်းလာခဲ့ပါတယ်အခု POSCO လို့လူသိများကြတဲ့ပိုဟန် Iron and Steel ဆိုတဲ့ကုမ္ပဏီလိုမျိုးတန်မဏိစက်ရုံကြီးတွေတည်ဆောက်ခဲ့ကြပါတယ်ဒီ POSCO တည်ဆောက်ဖို့ကိုလည်းပညာရှင်တွေနဲ့တခြားနိုင်ငံတွေကမဖြစ်နိုင်ဘူးဆိုပြီးယူဆခဲ့ကြတာပါတည်ဆောက်ဖို့အတွက်ကိုကမ္ဘာ့ဘဏ်စီကရှင်းငွေတုံးကလည်းနိုင်ငံအတွင်းမှာဘာအရင်းမြစ်မှမရှိဘဲနဲ့မဖြစ်နိုင်ဘူးဆိုပြီးညှင်းခံခဲ့ရပါသေးတယ်အဲ့ဒါကြောင့်ပဲဂျပန်ကရတဲ့စစ်ရော်ချင်းငွေကိုစိုက်ပျိုးရေးဘက်မှာမသုံးမဲနဲ့ဒီတန်မဏိစက်ရုံကြီးတွေပေါ်မှာလောင်ကျစ်ထက်ပေါ်အောင်ခဲ့ပါတယ်အဆောက်အုံတည်ဆောက်တာဖြစ်ဖြစ်တင်မောချင်းလုပ်ငန်းဖြစ်ဖြစ်စက်ရန်တရားဖြစ်ဖြစ်နေရာတိုင်းမှာတန်မဏိဆိုတာမရှိမဖြစ်တဲ့ကြောရိုးဆိုတာကိုသမ္မတပတ်ကျွန်းကြီးကသိနေခဲ့ပါတယ်ပတ်ကျွန်းကြီးကဆိုရင် POSCO ဖြစ်မြောက်ဖို့အတွက်ကိုအကြီးအကျယ်ထောက်ပံ့တာတွေဂျပန်အင်ဂျင်နီယာတွေခေါ်ပြီးတော့သင်တန်းပေးခိုင်းတာတွေစတာတွေနဲ့မဖြစ်ဖြစ်တဲ့နီးနဲ့ကိုဒီ POSCO ကိုပြီးမြောက်အောင်ကူညီပေးခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ကပဲတောင်ကိုရီးယားနိုင်ငံကိုကြီးကြီးမားမားအလှည့်ပြောင်းဖြစ်သွားစေခဲ့တာပါHyundai Heavy Industry ဟာကမ္ဘာအကြီးဆုံးတင်မောတီဆောက်ရေးလုပ်ငန်းတွေကတစ်ခုဖြစ်လာခဲ့ပါတယ်ဒီ POSCO ကြောင့်ပဲ1985ခုနှစ် Hyundai ကုမ္ပဏီဟာတောင်ကိုရီးယားနိုင်ငံရဲ့ပထမဦးဆုံးကားဖြစ်တဲ့ Hyundai ပွန်တင်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်အချိန်ကြာလာတဲ့အမျှကိုတောင်ကိုရီးယားနိုင်ငံဟာပိုပြီးတိုးတက်ကောင်းမွန်လာခဲ့ပါတယ်ဒီနှစ်ခေတ်မှာတော့ Hyundai, Kia တို့ဟာဆိုရင် Toyota, Honda, Volkswagen တို့လိုကုမ္ပဏီကြီးတွေနဲ့ရှင်ပြိုင်နိုင်တဲ့ထိပ်တန်းအမှတ်တရစီတွေဖြစ်နေပါပြီဒါအပြင် Samsung, LG, SK Group တို့လိုကုမ္ပဏီတွေကလည်းကမ္ဘာထိပ်တန်းကုမ္ပဏီတွေထဲမှာအပါအဝင်ဖြစ်နေပါပြီပထမတော့နိုင်ငံစီးပွားရေးဟာလုံသားရန်ကိုအဓိကထားတဲ့လုပ်ငန်းတွေကနေစက်ပစ္စည်းကိုအဓိကထားတဲ့လုပ်ငန်းအဲကနေပြီးတော့နည်းပညာကိုအဓိကထားတဲ့လုပ်ငန်းတွေကိုတဆင်ချင်းတက်လန်ခဲ့ပါတယ်1990ခုနှစ်အလွန်မှာတောင်ကိုရီးယားနိုင်ငံကဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမဟုတ်တော့ဘဲနဲ့ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်1996ခုနှစ်မှာတော့ရှမ်းသာတဲ့နိုင်ငံတွေဖွဲ့စည်းကြတဲ့ OECD လို့ခေါ်တဲ့အဖွဲ့အစည်းရဲ့အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်တခြားနိုင်ငံစီကနေအကူအညီယူရတဲ့နိုင်ငံကနေပြီးတော့တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပြန်လည်ကူညီပေးနိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကလည်းသိပ်မကြာခဲ့ပါဘူး1998ခုနှစ်မှာဖြစ်ခဲ့တဲ့အာရှစီးပွားရေးအကျပ်တဲကာလမှာတောင်ကိုရီးယားတော်တော်လေးကိုအထိနာခဲ့ပါတယ်ငွေကြေးတန်ဖိုးကျဆင်းတာစတော့ဈေးကွက်တွေပျက်စီးပြီးတော့ကုမ္ပဏီအများပြားလည်းဒေဝါလီခံခဲ့ရပါတယ်ငွေကြေးတန်ဖိုးကလည်းတော်တော်လေးကိုကျဆင်းသွားခဲ့တာပါသူများနိုင်ငံကိုကူညီထောက်ပံ့နေတာကနေပြီးတော့ကိုယ်တိုင်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အစည်း IMF ကနေပြီးတော့ရှင်းငွေယူရတဲ့အဆင့်ထိကိုပြန်ရောက်သွားခဲ့ပါတယ်တောင်ကိုရီးယားနိုင်ငံဟာဒီအကျပ်တဲကနေပြီးတော့တင်ယူစရာရှိရာတွေတင်ယူခဲ့ပါတယ်ကုမ္ပဏီကြီးတွေကရှင်းငွေအလွန်ကြုံယူထားတာတွေဘဏ်တွေကလည်းဘာမှအာမခံချက်မရှိဘဲနဲ့ရှင်းငွေထုတ်ပေးတာတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အစိုးရနဲ့အပေးကိုအလွန်ကြုံလုပ်ထားတာတွေရပဲဒီစနစ်တစ်ခုလုံးမတည်မငြိမ်ဖြစ်စေခဲ့တာပါဒါပေမဲ့ဒီလိုအကျက်တဲကိုကြော်လွှားဖို့တန်ပေါင်းများစွာသောတောင်ကိုရီးယားပြည်သူတွေဟာသူတို့ပိုင်တဲ့လက်ဝဲရတနာပစ္စည်းဥစ္စာတွေကိုရောင်းချပြီးတော့အစိုးရစီကိုလှူဒန်းပြီးတော့နိုင်ငံအကျွေးပြန်ဆက်နိုင်ဖို့အတွက်ကိုတစ်ဖက်တစ်လမ်းကနေကူညီပေးခဲ့ကြပါတယ်အကြီးအကျယ်ပြောင်းလဲမှုတွေလုပ်တာတွေဘဏ်စနစ်ကိုလုံးဝပြောင်းလဲပစ်တာတွေမရက်တည်နိုင်တဲ့ကုမ္ပဏီတွေကိုလုံးဝပိတ်ပစ်တာမျိုးတွေနိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုကိုအရင်ကလောက်မတင်းကျပ်တော့တာတွေပြုလုပ်ခဲ့ကြပါတယ်ဒါတွေကြောင့်ပဲတောင်ကိုရီးယားဟာဒီအကျက်တဲကို3နှစ်အတွင်းမှာပဲအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်2000ခုနှစ်တင်မှာတော့စီးပွားရေးပုံမတောင်တင်းခိုင်မာလာခဲ့ပြီးတော့ကမ္ဘာအဆင့်အလှူရှင်နိုင်ငံဖြစ်ကိုအခိုင်မာရပ်တည်ခဲ့ပါတယ်
ဒီကနေ့မှာတော့တောင်ကိုရီးယားနိုင်ငံဟာကမ္ဘာ73နိုင်ငံမြောက်စီးပွားရေးအကောင်းဆုံးနိုင်ငံဖြစ်နေပါပြီ။သူတို့ရဲ့စီမီကွန်နတာစမတ်ဖုန်းကားနဲ့သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေအားဆိုရင်လည်းကမ္ဘာအဆင့်လုပ်ငန်းတွေဖြစ်တယ်လို့ K-pop နဲ့ drama ဇာတ်လမ်းတွေကလည်းကမ္ဘာယဉ်ကျေးမှုအရာဩဇာလွှမ်းမိုးမှုရှိတဲ့ပုဂ္ဂိုလ်အသစ်တွေလို့တော့ပြောလို့ရပါတယ်။ဘာမှမရှိတဲ့နိုင်ငံကနေစပင်တုရောင်းတာကနေအစပြုပြီးတော့အခုလိုကမ္ဘာအရှမ်းတောင်ဆုံးစည်ရင်းဝင်တဲ့အထိကိုတိုးတက်လာခဲ့တဲ့တောင်ကိုရီးယားနိုင်ငံကိုတချို့တွေကဟန်မြစ်ကအံ့ဖွယ်ဖြစ်ရဆိုပြီးပြောကြပါတယ်။အမှန်တကယ်တော့ဒါအံ့ဖွယ်ဖြစ်ရတစ်ခုမဟုတ်ပါဘူး။ဒါဆိုရင်သူတို့ရဲ့အခြေအနေကိုလက်မခံမဲနဲ့ဘာမှမရှိတဲ့ဘဝကနေတိဆောက်ခဲ့ကြတဲ့တန်းပေါင်းများစွာသောတောင်ကိုရီးယားပြည်သူတွေရဲ့စီကံရှိမှုပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့စနစ်တကျကောင်းတဲ့ဖော်ခဲ့တဲ့စီမံကိန်းတွေအကြောင်းဖြစ်ပါတယ်။ဒါတွေကြောင့်ပဲတောင်ကိုရီးယားနိုင်ငံအဆိုရင်အခုလိုသူတို့ရဲ့တမိုင်းကိုပြောင်းလဲနိုင်နေတာဖြစ်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်ကတော့အာနိုပါ